ဒီ TA Kitchen Restaurant မှာကိုအောင်လာရဲ့ပြီးတော့ Fighter Rod ထန်ပေါ့နော် Rod ထန်ရဲ့သူတို့ကျွန်တော်ဆိုင်ကိုလာပြီးတော့စားသုံးကြရပေါ့ကျွန်တော်ကချင်အစားအစာလေးတွေငွေပြောရှင်နေတဲ့ကအားလုံးပဲမင်္ဂလာပါကျွန်တော်ဒီနေ့ကျွန်တော်ရောဒီကကြည့်ရှုတဲ့သူတွေရောသဘောကျလိမ့်မယ်ဗီဒီယိုအတူလေးတစ်ခုကိုကျွန်တော်ပြပေးခြင်းတယ်ပေါ့နော်ဘာလဲဆိုတော့ဒီနေ့ကကျွန်တော်တို့ဒီ TA Kitchen Restaurant မှာကိုအောင်လာရဲ့ပြီးတော့ကျွန်တော် Fighter ကိုရောထန်အောင်ဖြစ်ပါတယ်အဲ့ပေါ့နော် Fighter ရောထန်ပေါ့နော်ရောထန်ရဲ့သူတို့ကျွန်တော်ဆိုင်ကိုလာပြီးတော့စားသုံးကြရပေါ့ကျွန်တော်ကချင်အစားအစာလေးတွေအဲ့တော့အကုန်လုံးလဲဟိုစားဆရာအင်တာဗျူးတာတွေပါတယ်လဲပြီးသွားပြီအဲ့ချိန်မှာနောက်ဆုံးမှာကျွန်တော်တို့ရဲ့တထေးပေါ့နော်ကိုအောင်လာအဖေကကိုအောင်လာဟိုဆိုင်အတွက်ကြော်ညာလေး10မိနစ်စာလောက်ရိုက်ပေးဖို့ပေါ့နော်သူ့သားကိုသူပြောတယ်ပေါ့အဲ့တော့ကိုအောင်လာလဲဟိုရိုက်ပေးရပေါ့ရိုက်ပေးတော့ရှေ့မှာလဲမီဒီယာကင်မရာသမားတွေနဲ့ရှိရပေါ့ကိုအောင်လာစားပြီးတော့ review ပြောနေတာအဲ့ဒါကိုဘေးကနေကိုအောင်လာအဖေကကျတော့သူကိုယ်တိုင်လဲဒီဟင်းပွဲတွေမှာ arrange လုပ်ထားတယ်ဆိုတော့ရင်ချုံမို့လုံးဝမတုံးထားဘူးဘာအတွက်ကောင်းတယ်ဆိုတော့ဘေးကနေပြောနေတော့ကိုအောင်လာကဟိုသူရိုက်နေတဲ့ဒီကင်မရာရှေ့ဘက်ကို focus ထားသူအတကုံအာယုံစိုက်ပြီးတော့ဟိုပြောနေရဆိုကျွန်တော်ကတိတာနေလေနော်အဲ့တော့ကျွန်တော်ကအဲ့ဒါကိုသဘောကျလို့ကျွန်တော်ကင်မရာထောင်ပြီးတော့ရိုက်ထားတာပေါ့အဲ့မှာကိုအောင်လာဘာပြောထွက်လာလဲဆိုတော့အဝတန်ကြော်ညာနာဤငိုင်ကြော်ညာနာဤတာအဲ့လိုမျိုးပြောတယ်ဘာလို့လဲဆိုတော့အဝဆိုတာအဖေပေါ့နော်အဖေကြော်ညာမှာလားကျွန်တော်ကြော်ညာရမှာလားဆိုပြီးတော့ကျွန်တော်တထေးပေါ့နော်ကိုအောင်လာရဲ့အဖေကိုအောင်လာအဲ့လိုမျိုးမေးလိုက်တော့ကျွန်တော်ကလည်းသဘောကျပြီးတော့ရိုက်ထားချင်အမိရအဲ့ဒါလေးရခဲ့ပေါ့အဲ့ဒါလေးကိုကျွန်တော်ဒီဗီဒီယိုလေးနဲ့ပြပေးချင်တာဖြစ်ပါတယ်တကယ်သဘောကျစရာကောင်းတယ်ဘေးကနေကျွန်တော်တို့တထေးပေါ့ကိုအောင်လာအဖေကလည်းကိုအောင်လာအဲ့လိုမျိုးပြောလိုက်တော့သူလည်းသဘောကျပြီးတော့ထိုင်ပြီးတော့ရည်နေတယ်ပေါ့ကိုအောင်လာစားပြီးတော့ review ပြောနေတာအဲ့တော့ဘေးကနေကိုအောင်လာအဖေကလည်းသူရဲ့ဟင်းပွဲတွေကဘလို့အကျိုးရှိရပေါ့လေအဲ့ဒါတွေအဘေးကနေပြောတယ်ပေါ့အချက်လက်တွေအဲ့ဒါနေအဲ့လိုမျိုးသဘောကျစရာကောင်းတဲ့ဗီဒီယိုလေးရိုက်ခဲ့ပြီးတော့ကျွန်တော်ကပြန်ပြီးတော့ပြပေးရဖြစ်ပါတယ်ပုံမှန်တော့ကျွန်တော်တို့ချက်နေကြပဲပြီးဖို့ကြောင်းပါလေ kitchen မှာဒါပေမဲ့ကိုအောင်လာကိုယ်တိုင်လာစားမယ်ပြီးတော့အထူးဧည့်သည်တွေလည်းလာမယ်ဆိုတော့ကိုအောင်လာဖေကသူကိုယ်တိုင်ဒီမနက်ကျွန်တော်တို့နဲ့အတူဟင်းပွဲတွေပြင်ဆင်တယ်သူကိုယ်တိုင်ချက်တယ်ပေါ့ကျွန်တော်တို့သူကိုယ်တိုင် manage လုပ်တယ်ပေါ့လေအဲ့တော့ဟိုဒီဗီဒီယိုလေးကိုကြည့်ပြီးတော့သဘောကျလိမ့်မယ်လို့ထင်ပါတယ်ဟုတ်ကဲ့ကျေးဇူးပါဆိုင်ကျေးဇူးတင်ပါတယ်